ဟိုတစ်ခါမာလကာတီအေးဆိုပြတဲ့ဗီဒီယိုမှာအသီးကြီးရင်ခုပြပါအောင်ဆိုလို့အခုထက်နဲ့အတူတူအသီးခုကြမယ်ဒီမာလကာတီမျိုးကကင်ချူမာလကာတီမျိုးပါဒီကိုင်းကပြီးရင်ဖြစ်တော့မှာဆိုတော့ဒီတိုင်းပဲဆွဲဖြိုးလိုက်တော့မယ်အိတ်ဆွထားတာမို့ရန်သူတွေလက်ကလွတ်ပြီးစားရပါတော့မယ်ရှင်တခါတည်းရေးဆေးပြီးတော့စားမယ်ဒီမကာတီမျိုးကအစိတ်နည်းနည်းပဲပါတယ်အသားကကျွတ်ရပြီးအနက်မွမွေးနဲ့ချိုနေရပဲသူကထိုင်းမှာနာမည်ကြီးရဲ့မလာကာတီမျိုးဈေးလဲကောင်းတယ်မလာကာတီကြိုက်တဲ့ထက်ကတော့10ပင်လောက်တောင်စိုက်ချင်သွားတယ်ရှေ့တစ်ခါအိတ်ဆွတုံးကထက်ကဒီတိုင်းပဲအိတ်ဆွလိုက်မိရတကယ်ကအသီးအိတ်ဆွရင်အသီးထိတ်ကအဖက်တွေကိုဖယ်ပြီးအိတ်ဆွရပါတယ်တခါတလေပိုးတွေရှိနေတက်လို့ပါဆိုပြီးကွန်မန့်မှာပြပြပေးကြတယ်အဲ့ဒါကြောင့်ဒီတစ်ခေါက်တော့တေချာလေးတတ်ဆင်ပြီးအိတ်ဆွလိုက်ပါတယ်ခုလိုနီလန်းလေးတွေကိုပြပြပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်